Okay ဒီတောင်းမှာရှေ့စောနာဒီဖုံးပိတ်သွားတော့ပေါ့နော်အခုဖတ်တူလေးပဲဖြစ်ပါတယ်ဆောနာဖောက်ပါလို့ပဲပေါ့နော်ဟောပြလိုက်ပါဆိုတော့ okay ဒီမှာအဲ့လိုမျိုးယာကုစာကိုင်း office လေးတာပဲဒီဆောနာပြောထားသလိုပဲလေ okay အဲ့ဒါကြတော့သူတို့ပြစ်ပါမယ်တို့ပြစ်ပါမယ်ဆိုတော့ခါကြokay လုံးဝပြစ်ပါ okay ဆိုတော့တော့အကောလုံးတည်ပါပေါ့နော်အရှိရတို့အကောလုံးတည်ပါပြီဆိုတော့ကဒီတဲ့ဥပါပါမယ်ရှင်တော့ဒီတဲ့ဟိုမောင်းလို့ရှင်တော့ရုပ်ဖြည်းလေးမောင်းကြပါဘာဆိုတိုက်ပြီးမှလို့ရှင်တခုပေါ့နော်မီးလာဝါလိုက်မယ်အခါကျတော့okay ဒီအတန်လေးနဲ့ပိတ်ထားပါမယ်ရှင်ဘာလို့ဆိုနားနီလို့ပေါ့နော်အဲ့လိုလေးဟာကြဒီຢာရီကပေါ့နော်လုံးဝဒီဟာ very good တော်မိုက်တယ်အခါကျတော့ဒီဒါလေးကိုတော်ကြိုက်တယ် okay ဘာမှမသိပါဘူးနော်ဆိုတော့တက်နေသွားပြီးတော့ဒီကိုဒီမှာကြည့်ဒီဆိုင်ကနဲ့မောင်တော့လုံးဝမသေးသေးဘူးနော်လုံးဝဒီကိုရညမှာအိုက်တိုင်းပဲတာ okay ဒီလိုမျိုးမှာဟာရ what the heck okay ပြီးရင်ဒီဘက်မောင်းမယ်မောင်းတော့ဒီတော့ဒုံးကြီးပြစ်ထည့်လိုက်မယ်ပေါ့နော်ဟာပြစ်ထည့်လိုက်ကွာဟိုကအဲ့ထဲအဲ့ဒီနေရာမှာဆိုကွက်တီပဲကွာဆိုတော့မိုက်တယ်ခါနာနာဝင်ကြည့်လာအောင်တူဘလို့ပြတေးဝါလို့တွေ့ okay 19ရောက်တော့တက်ပြီးသွားပြီပေါ့နော်မတို့ဒီနေ့ဆိုပဲကြည့်ဒါပြတ်တယ်ဟိုကောင်ကလောရတာရည်ဒီလုံးဝ first time ပေါ့နော်ဒီ first time တော့မဟုတ်ကွာ second ရောက်ပြီဒီတာပြတ်စောတော့ဒါ first time အခုမှ first time ဟို attack ကိုပဲလုံးဝနှိပ်ထားပါလုံးဝအဲ့ယာကူစာရဲ့ boss ကဟိုပြောမမောသိမှာမဟုတ်ကွာဘာလို့လဲဆိုတော့လုံးဝကြော်ပြီအလုံးသိအောင်ပြင်မှာဒီอ่ะတရားပဲကြံတော့ပါတယ်ဒီလောက်တာလွန်သွားပါတယ်မခါဟိုဘက်ဒီဘက်ဒီရောအဲ့ဒါလည်းကြတယ်အဲ့သူပဲခုတ်ပြီးသူပဲတည်โอเคတည်သွားပါပြီလုံးဝ trophy okay အကုန်လုံးတည်သွားပြီဆိုတော့ခါကြတော့ဒီပတ်စံနေလုံးဝယူပါမယ်လုံးဝအကုန်လုံးယူပြီဟိုကဒါဒီလက်နဲ့ကိုယူမှာပါဒီကဒီဒါလေးအကုန်ယူပြီးတော့ဒီကပြန်မှာပါပြန်ပြီးတော့လုံးဝကိုယ်နဲ့မသိရလို့ရအကုန်လုံး like တက်မှာပေါ့နော် okay ဆိုဆိုင်ငယ်ကြီးပြန်စီမယ်ဆိုရဒီအဲ့လိုမျိုးလေးလုပ်ပြီးသွားပြီဆိုတော့ဒီနားဒီလောက်ပါရှင်းတဒါ